はい、皆さん、こんにちは。ဒီနေ့ကတော့2018ဒီဇင်ဘာမှာပြီးသွားတဲ့ဝန်တိုင်းဂျူယွန်ကဗီဒီယိုနဲ့ပတ်သက်ပြီးတော့ရှင်းလင်းလုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့ပုံကကြတော့ပြင်ဆုံးစပနာလိုက်မိဖို့အရေးပါလို့ပေါ့နော်။အဲ့တော့မိခွန်းတစ်ကကြတော့ဝမ်းဆောင်ကလူကိုယောနီတကီလိုတာကဲခါရီစုစုကေစုခါရီတိုင်းတို့ခံကြတဲ့တို့ယောယောကyorewa lukujuritoru areba i အဲ့တော့ဒီမှာဆိုဝမ်းဆောင်ကဒီခီးသွားဖို့အတွက်အသုံးပြုနိုင်တဲ့တက်နိုင်သလောက်ပေါ်နိုင်သလောက်ပေါ်တဲ့ suitcase ပေါ့နော် luggage ကိုငားကျင်တယ်လို့စဉ်းစားနေတယ်တဲ့အဲ့တော့ဒီအချိန်ကကျတော့60လီတာရှိရင်စင်ပြေတယ်ပေါ့နော်အဲ့တော့ဝမ်းဆိုင်တို့ကိုခီကောင်ကအဲ့တော့ဒီသူ့ရဲ့ခီးသွားအချိန်ကာလကဂျူနီချီကန်ဆို10ရက်ပေါ့နော်10ရက်ဖြစ်ပေမဲ့လည်းဝမ်းဆောင်の気分もっとも合うスーツケースを借りる場合料金はいくらになりますかဒီဝမ်းဆိုင်ရဲ့ဒီသူလိုချင်တဲ့အိမ်နဲ့ကိုက်နေတဲ့ဒီအခြေအနေပေါ့နော်အိမ်နဲ့ကိုက်နေတဲ့ဥစ္စာကဘယ်လောက်ကြာမလဲဆိုတဲ့ပုံစံမျိုးမေးထားပါတော့はいအဲ့တော့一番ပြီးတော့စာပိုက်ကိုတောင်းမယ်ပေါ့နော်အဲ့တော့사람은 에루레와 사마사마나 타입 오키사노 수수께서 도리야스카테 오리마스 어디 에루 사이마는 묘묘도 type တွေလို့ရှိရင်မျိုးတဲ့အရွယ်စားတွေရှိတဲ့စုကိတ်တွေကြောင့်ငှားနေရမှာနော်ကိုလိုကိုစကီယာနီဆူနီအဝါဆက်တဲ့ဥစကီနာဆူဆူကေဆူရဲ့ကိုအရာဘီကိုလာဆိုင်ဒီမှာဆိုရင်ကိုရဲ့ခီးသွားမဲ့နေရာနဲ့ဒီချိန်ကြီးအတွက်ပေါ့နော်နေ့ကြီးအတွက်ကပြီးတော့ကိုကြိုက်တဲ့စုကိတ်ကိုရွေးချယ်နိုင်ပါတယ်ဆိုပြီးတိတ်ပဲမျိုးအဲ့တော့ဒီမှာဆိုအဲရိုနိုလန်တာရို system အဲ့ဒါဒီအဲရိုရဲ့ဒီသူအဲတို့ရဲ့ဒီငှားတဲ့စနစ်ကကျတော့ကို80%のမိကမိုင်ဖြစ်မယ်မိကမိုင်นี่အိုတိုတိုကဲရှိဒီထပ်မဲ့3ရက်မတိုင်ခင်မှာပို့ပြီးမယ်ပေါ့နော်အဲ့တော့ကိုကျူခီတာကူပီနော်ယောခုချစ်စနီအွန်ဆိုခိုင်ရှာကခိုင်ရှူနီဥကကိုင်မတ်အဲ့တော့ဒီရောက်ပြီးသွားနောက်တနေ့မှာပေါ့နော်အဲ့တော့ဒီပြန်သိမ်းတဲ့ဥစ္စာကပြန်လာသိမ်းမယ်ဆိုပြီးတော့ရေးထားတာနောက်တစ်ခါကျဒေါကီကဟာဆေဆူလိုဟာကိုယိုကိုခိကန်ချူတာကီဒီဒီဒေါကင်းပေးချရမယ့်ဥစ္စာကကျတော့ဒီငားတဲ့သွားတဲ့ဒီသူကိုလုတ်တဲ့အချိန်ကိုပဲပတ်သက်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အိုဖူကူဆိုလျောကမူလျောတဲ့တော့သွားပြန်ဒီဥစ္စာကတော့လက်ကားဖြစ်တယ်ပေါ့နော်ပစ္စည်းပို့တာတွေယူတာတွေလက်ကားဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒီမှာဆိုရင်ရှီကဆယောကကာရယောကနော်ဒီကိုနိချိကဣစကကန်နော်ဘာအဲ့တော့ဒီမှာဆိုရင်၄လပဲ၄ရက်နေ့ကနေ၈ရက်နေ့ထိ9ရက်ကြာခီးသွားအချိန်ဒီမှာဆိုလို့ရှိရင်ဒီရှီကဆစီတချီနီအတူတူကဲတော့3ရက်မတိုင်ခင်ဆိုတော့၄လပိုင်း4ရက်နေ့မှာတော့ဖြစ်တဲ့ကြောင့်မလို့ဒီ3ရက်နေ့မှာပို့ပြီးမယ်ပေါ့နော်အဲ့တော့ခုကိုနိုကနေခိုင်ရှူအဲ့တော့ဒီ9ရက်နေ့မှာပြန်သိမ်းမယ်ဆိုတဲ့ပဲကိုရှိဟာရာတတာကုလျောခင်ကအဲ့တော့ဒီပေးချရမယ့်လျောခင်ကကျတော့ဣစုကကန်တို့လန်တာလူလျောခင်တို့ပြီးတော့နာရီမတ်အဲ့တော့ဒီ9ရက်ငားတဲ့လျောခင်မဲ့ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လန်တာလူလျောခင်ငားရမယ်ဒီအခချင်းဝေကကျတော့ဂျော်ဘူးတဲ့အန်ဆန်စင်တော့ဒါကိုင်ဖရမ်ဘူး type အဲ့တော့ဒီခိုင်ပြီးတော့လုံခြုံစိတ်ချရတဲ့ဥစ္စာကကျတော့ကိုခိကဒီဟာကချိန်ပေါ့နော်ပြီးတော့ size M size L size S size ဆိုလို့ရှိရပါတော့ဒီမှာဆိုရင်9ရက်ကြာရင်9ရက်ထိဆိုရင်3200 3600 4000 15ရက်နေ့ဆိုရင်4ရောက်800 5000 5000အဲ့တော့30ရက်နေ့ထိဆိုရင်30ရက်ကြာတယ်ဆိုလို့ရှိရင်တော့ဒီလောက်ကြာပြီပေါ့နော်အဲ့ဒီမှာဆိုရင် frame type ကိုရောဒီခါရီကိုအဲ့တော့ဒီ frame type တွေပါတယ်ဆိုတာထက်ခါရီကိုပေါ်တဲ့ဥစ္စာဆိုလို့ရှိရင်sky yasui fasna type ပေါ့နော်ဒီ3ကလွယ်တဲ့ type ကဆိုလို့ရှိရင်တော့ဒီမှာတော့စီးကြမယ်ပေါ့နော်ဒီမှာဆိုရင် S ဆိုလို့ရှိရင်50လီတာ M ဆိုရင်64 L ဆိုရင်81ပေါ့နော်ဟုတ်အဲ့တော့နောက်တစ်ခုကကြတော့Omoshikomi kata Omoshikomi hoho ကဒီ6ရက်တရားနဲ့ဒါကြတော့ internet ကိုခက်စကဲ internet လို့မှာဆိုလို့ရှိရင်ကို80% နိsorry ဖုစကမိုင်နိကာကေစမိုင်ခရာချီ
နာနိုကာမတဲ့ပေါ့နော်ဒီထွက်မဲ့2လမတိုင်ခင်ကနေပြီးတော့9ရက်မတိုင်ခင်အထိဆိုရင်24နာရီလက်ခံတယ်ပေါ့နော်အဲ့တော့ကိုခီဘူးနိုလန်တာဆူဆူကေဆူရှောဟင်ပေဂျီယော်ရီအိုမိုရှ်ကိုမီကူရာဆာဒီကိုငားခြင်းနဲ့ဆူကေရဲ့ပစ္စည်းရဲ့ page မှာ mosh ကိုမီလုပ်ပြီးပါဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခါကျဒန်ဝကို cascade ဒန်ဝနဲ့ဖုံးဆက်မယ်ဆိုရှင်50% 네가 그스마에 가라 니가 말해 에러디 처음에 나라 마당에 아니 그 3ရက်နေ့ထိလုပ်ရရပါတော့အေကကြည့်ကနော်အေကကြည့်ကနိုင်ရောအေကချိန်တွင်အေဘာလို့ပြောမလဲစိုက်ဖွင့်တဲ့ချိန်တွင်ပဲပေါ့နော်ဒီဖုန်းဆက်ပေးပါဆိုတဲ့အဓိပ္ပာယ်အဲဒါဆိုရင်10%တော့ဒီမိကမိုင်းတို့အတူတူကဲကိုသူခတ်တာကတော့ဒီထွက်မဲ့3ရက်မတိုင်ခင်ပုံမဲ့လူတွေကကျတော့10%တော့ဒီကမိုင်းကိုအချီချီမာနေကိုမိုးကိုကလာစားတော့ဒီမှာဆိုရင်3ရက်နေ့မတိုင်ခင်လို့ကျင်နေဆိုလို့ရှိရင်9ရက်နေ့မတိုင်ခင်9ရက်နေ့တနာရီနေ့နဲ့တနာရီမတိုင်ခင်မိုးကိုမီလုပ်ပေးပါဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကကျတော့ပေါ့တာဖြစ်ရမယ်60လီတာဖြစ်ရမယ်ဒီဟာလေးတွေကပွိုင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာပဲဒီမှာသူကကျတော့ခါရုဤဆိုတာကဒီက point ရနောက်ကကျ60လီတာဆိုတာ point ပေါ့နော်အဲ့နှစ်ခုကိုအရင်စဉ်းစားမယ်အဲ့နှစ်ခုကိုအရင်စဉ်းစားမယ်ပေါ့နော်60လီတာနဲ့ခါရုခုဆိုတဲ့အကြောင်းရင်းစဉ်းစားပြီးတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ခါရုခုဆိုတော့ဒီအောက်ကဟာပဲဖြစ်မယ်60လီတာဆိုတော့ m လေးရပဲဖြစ်တော့မယ်အဲ့ဒါကိုခါသူကတော့တစ်ခုကကျတော့ဂျူနီတိုးကကံပေါ့နော်10ရက်ကြာသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုရှင်15ရက်နေ့ကြာတဲ့အထိကြည့်ရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရှင်သူကကျတော့60လီတာဆိုတော့ M size ဖြစ်မယ်ပေါ့ဒီမှာ60လီတာဆိုတော့ M size ဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်60လီတာဒီခါရီအော်ဒီမှာ60မခါရုခုဆိုဒီအောင်ကြည့်ရမယ်နော်60လီတာကိုမှ6လီတာဆို M size ကိုကြည့်ရမယ်ပြီးတော့ခါရီဖြည့်ရမယ်ပြီး15ရက်10ရက်အတွင်းဆိုတော့15ရက်ဥစ္စာကိုကြည့်ရမယ်အဲ့တော့အဖြေမှန်က4000ပေါ့နော်4000အဲ့တော့ကျွန်တော်ဒီလေးမှကြည့်ရင်အဖြေမှန်က3ပန်းဖြစ်သွားပြီပေါ့နော်ဟုတ်ဒီမှာဆိုလို့ရှိရင်သူပြထားတဲ့ point လေးတွေကိုကြည့်ပြီးတော့လိုက်ရှာလိုက်ရင်တော့ကွက်တီပဲပေါ့နော်အဲ့တော့နောက်တစ်ခုဆက်သွားမယ်ပေါ့နော်ဒီကကျတော့တန်ယာဆောင်ဝရှုပါစီယောနီစစကေဆူခရီလူခုတိုနီစတာဒီတန်ယာဆောင်ကကြောင့်ရှော့ချောရောဆိုတာလုခီနဲ့တော့ဘူးအတွက်စကေကိုငားခြင်းတယ်ပေါ့နော်တော့ကျန်ရှုပါစနောဝိကမတဲ့အားရတော့ဒီထွက်ဖို့အတွက်ပြီးမထွက်ခင်6ရက်လို့ဖြစ်တယ်ပေါ့နော်ရှုပါစနောဆမ်မဆိုင်မိကမတဲ့စစကေဆိုဒိုကမရိုက်ထမယ်နီပါအဲ့တော့ဒီထွက်မဲ့ရက်3ရက်မတိုင်ခင်စစကေကိုလိုချင်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှိနာခဲ့တယ်ပါနိုင်မစင်ကနိုင်ကပါတော့ဒီဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်တော့ဒီမှာဆိုရှင်3ရက်မတိုင်ခင်ရောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့3ရက်မတိုင်ခင်ရောက်ချင်တာဖြစ်တဲ့အတွက်ဒီမှာမှတ်လေသူရဲ့ point တွေကကျတော့ဒီမှာသူကခီးသွားမဲ့ရက်6ရက်မှတည်းဖြစ်မယ်နောက်တစ်ခုကကျတော့3ရက်မတိုင်ခင်ရောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုက point ပေါ့နော်အဲ့တော့အပေါ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုရင်သူကကျတော့9ရက်နေ့မတိုင်ခင်အင်တာနက်မှာလုပ်မယ်ဆိုရင်9ရက်နေ့မတိုင်ခင်ထိလုပ်အောင်ပေါ့နော်အဲ့ဒါကြောင့်အင်တာနက်နဲ့ဥစ္စာကိုပယ်လို့ရပြီအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒန်ဝါနဲ့ပဲဆက်လို့ရရမယ်ဒန်ဝါနဲ့မှမိကားမတွေ3ရက်မတိုင်ခင်ထိကိုနိချီ9ရက်နေ့မတိုင်ခင်3ရက်နေ့ရှေ့ကြိုရောက်ချင်တာဖြစ်တဲ့ကြောင့်9ရက်နေ့မတိုင်ခင်နေ့လယ်တနာရီမှာဒန်ဝါပုတ်ဆက်မယ်ဆိုတော့အဖြေမှန်ကဘာဖြစ်သွားမလဲဆိုတော့မဒန်ဝါနဲ့ဆိုလို့ရှိရင်9ရက်နေ့မတိုင်ခင်一起起码的莫是过木说，对吧？刚才一起班的，你班刚才印度那批人就讲干些了，有点个喏。对吧？人家我也没担心过过的那一说，第二个批没批多一个喏。係，就對嘛？剛才抽烟你抽那一說，批的就講馬多一個喏。然後第二哩哪裡沒有批嘛？給哪裡有些變現表裡喏。你前年咩也咩。ကြာသွားမှာဆိုလို့မြန်မြန်လေးပြောရင်းနဲ့ဖြေလိုက်တာပါဟုတ်နားလည်မှုတင်ပါတယ်အဲ့တော့ဒီဟာကကြောင့်9ရက်နေ့မတိုင်ခင်တနာရီဖြစ်တဲ့ကြောင့်လားတနာရီဆိုတော့တရံမှာကွက်တီရေပေါ့နော်ဒေါင်းမှာဆိုတော့အဲ့ဒါကြောင့်မလို့အဖေမှန်ကဆက်လုပ်တော့ဒီဟိုက်အဲ့ဒါဆိုရှင်ဒီပတ်ဒီဗီဒီယိုလေး share လုပ်လာဆက်ပါမယ်ဟိုက်အဲ့ဒါဆိုရှင်ဒီဗီဒီယိုကိုတင်ပြပါမယ် bye bye